ဒီလူဟာကြောက်ဆောင်နေပေါ်ကိုဖြန်တစ်ကောင်တစ်တစိတ်တက်လာတာကိုမြင်ပြီးလန့်သွားပါတယ်ပို့ပြီးတော့အန်သွားရတာကအဲ့ဒီဖြန်ဟာမွေးလိုပဲအေးခွန်ခွာနေတာပါပဲသူမတုံ့ပြန်နိုင်ခင်မှာတင်းပဲအဲ့ဒီဖြန်ဟာစံပင်ရှည်နဲ့မိမလာလီဖြစ်သွားပါတယ်ဒါပေမဲ့ဒါရှာဟာကြောက်မသွားပဲချမ်းထားတဲ့ဖြန်အေးခွန်ကိုခိုးဖို့လုပ်လိုက်ပါတယ်ပင်လေဆောင်တဲ့အေးခွန်ကိုပိုင်ရင်သူမဟာသူ့အမိန်ကိုမေးခွင်းမထုတ်ပဲနားခံရမယ်ဆိုတာသူသိလို့ပါပင်လေဆောင်တဲ့သမီးနိုးလာတဲ့အခါဒါရှာဟာသူမရဲ့တခင်ဖြစ်နေပါပြီသူမကိုအိမ်ခေါ်လာပြီးမကြခင်ပါပဲနတ်သမီးလေးမှာကိုဝမ်ရှိလာပါတယ်နောက်တော့သားသမီး၄ယောက်မွေးခဲ့ပေမဲ့ဒါရှာကတော့အားမရနိုင်သေးပါဘူး။ပင်စမမြောက်ကလေးကိုမွေးတဲ့နေ့မှာတော့နတ်သမီးလေးဟာဒါရှာကိုပခွက်တစ်ခုလှုပ်ပေးဖို့တောင်းဆိုပါတယ်။ပခွက်လှုပ်ပြီးတဲ့နဲ့သူမဟာကန်းချီကိုယူသွားပြီးကလေးကိုပခွက်ထဲကကျဲပြောတဲ့ပင်လယ်ထဲတွန်းလွှတ်လိုက်ပါတယ်။ဒီအကြောင်းကိုဒါရှာသိလိုက်ရတဲ့အခါလေးစီကိုပြေးပြီးကလေးကိုရှာဖို့ပင်လယ်ထဲလော်ခက်ထွက်သွားပါတယ်။အဲ့ဒီချိန်မှာပဲသမီးအကြီးဆုံးကနတ်သမီးလေးစီလာပြီးသူမအဖေအခန်းထဲမှာထူးဆန်းတဲ့အရာတွေ့တယ်လို့ပြောပါတယ်။နတ်သမီးလေးဟာဒါဟာသူမရဲ့အခိုးခံရတဲ့ဖြန်အရေးခွန်းဆိုတာရေးမိသွားပါတယ်။ဒါရှာကလေးကိုလိုက်ရှာနေတော့မှလေရေးထဲမှာဖြန်းတကောင်ရုတ်တရက်ပေါ်လာပြီးသူ့ကိုစိုက်ကြည့်နေပါတယ်။နောက်တစ်စက္ကန့်မှာတော့ထိတ်လန့်စရာကောင်းတာဖြစ်ပျက်သွားပါတော့တယ်ဒီလူဟာကြောက်ဆောင်နေပေါ်ကိုဖြန်တစ်ကောင်တစ်တစိတ်တက်လာတာကိုမြင်ပြီးလန့်သွားပါတယ်ပို့ပြီးတော့အန်သွားရတာကအဲ့ဒီဖြန်ဟာမွေးလိုပဲအေးခွန်ခွာနေတာပါပဲသူမတုံ့ပြန်နိုင်ခင်မှာတင်းပဲအဲ့ဒီဖြန်ဟာစံပင်ရှည်နဲ့မိမလာလီဖြစ်သွားပါတယ်ဒါပေမဲ့ဒါရှာဟာကြောက်မသွားပဲချမ်းထားတဲ့ဖြန်အေးခွန်ကိုခိုးဖို့လုပ်လိုက်ပါတယ်ပင်လေဆောင်တဲ့အေးခွန်ကိုပိုင်ရင်သူမဟာသူ့အမိန်ကိုမေးခွင်းမထုတ်ပဲနားခံရမယ်ဆိုတာသူသိလို့ပါပင်လေဆောင်တဲ့သမီးနိုးလာတဲ့အခါဒါရှာဟာသူမရဲ့တခင်ဖြစ်နေပါပြီသူမကိုအိမ်ခေါ်လာပြီးမကြခင်ပါပဲနတ်သမီးလေးမှာကိုဝမ်ရှိလာပါတယ်နောက်တော့သားသမီး၄ယောက်မွေးခဲ့ပေမဲ့ဒါရှာကတော့အားမရနိုင်သေးပါဘူးပင်စမမြောက်ကလေးကိုမွေးတဲ့နေ့မှာတော့နတ်သမီးလေးဟာဒါရှာကိုပခွက်တစ်ခုလှုပ်ပေးဖို့တောင်းဆိုပါတယ်ပခွက်လှုပ်ပြီးတဲ့နဲ့သူမဟာကန်းချီကိုယူသွားပြီးကလေးကိုပခွက်ထဲကကျဲပြောတဲ့ပင်လယ်ထဲတွန်းလွှတ်လိုက်ပါတယ်ဒီအကြောင်းကိုဒါရှာသိလိုက်ရတဲ့အခါလေးစီကိုပြေးပြီးကလေးကိုရှာဖို့ပင်လယ်ထဲလော်ခက်ထွက်သွားပါတယ်အဲ့ဒီချိန်မှာပဲသမီးအကြီးဆုံးကနတ်သမီးလေးစီလာပြီးသူမအဖေအခန်းထဲမှာထူးဆန်းတဲ့အရာတွေ့တယ်လို့ပြောပါတယ်နတ်သမီးလေးဟာဒါဟာသူမရဲ့အခိုးခံရတဲ့ဖြန်အရေးခွန်းဆိုတာရေးမိသွားပါတယ်ဒါရှာကလေးကိုလိုက်ရှာနေတော့မှလေရေးထဲမှာဖြန်တကောင်ရုတ်တရက်ပေါ်လာပြီးသူ့ကိုစိုက်ကြည့်နေပါတယ်နောက်တစ်စက္ကန့်မှာတော့ထိတ်လန့်စရာကောင်းတာဖြစ်ပျက်သွားပါတော့တယ်